ထည့်လိုက်ပါနော် နောက်တော့ကလည်းဒီရုပ် โอเคမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ day to cycling coffee ride ဖြစ်ပါတယ်ပတ်မဲ့လမ်းကြောင်းတော့နောက်ကနေလဲရမှာပါနော်အားလုံးမင်္ဂလာပါဟုတ်ကဲ့ဘူးရောက်နေရတော့ scope ပဲချန်ဖြစ်ပါတယ်နော်ဟိုးနောက်မှဆိုကျွန်တော်ပြမောလေးနေရတယ်ဒီအောင်ပြင်းနေတန်းစီတော့6ပဲပေါ့နော်ဒီ scope မှာစပင်းစီရတယ်တော်လေးကောင်းပါနှစ်ဖက်ဘက်တွေစီရဆင်ပြေတယ်အေးချမ်းစီပါတယ်ကိုဟိုဒီမှာမြင်တော့ကျွန်တော်တို့ရဲ့အဖွဲ့သားတွေပေါ့နော်မိုးလင်းချိန်လေးဘူးရောက်နေတဲ့နေရာတော့ကိုယ့်ရဲ့ဒီစစ်ပွဲတော့ဘေးနဲ့တက်လာပြန်ရောက်လာတယ်ဘေးနဲ့တက်ဒါပေမဲ့ဒါ road way မှာဒါကြီးတက်လိုက်ရတယ်ဟုတ်ဟိုနှစ်ရတာနှစ်ရတာရလားနှစ်ရတာအလိုက်ပြီးချင်းလိုက်ဟမ်အလိုက်ပြီးချင်းလိုက်250တော့ဟိုလွတ်လိုက်မလို့ကွာတို့ဒီမှာလိုက်ပြတာရိုက်ကြပါရိုက်ကြမစားတော့ဘူးပါဘူးရောက်နေတဲ့နေရာကတော့ Isco ရဲ့တနေရာပေါ့နော် maybe Isco ရဲ့နေရာလာကုန်ပလက်နာမှာပါတက်တာဗျပဲချင်းရှိပြီအရှင်ကတော့9နာရီရောက်နေပါပြီနှစ်ပိုင်း9နာရီရောနောက်ဆက်သွားပြီးတော့10မိနစ်ခန့်မှာမော်နီကော်ဖီတောက်ကြမှာပေါ့နော်โอเคဘယ်မှာကခံစားလိုက်ရလမ်းမတိတ်တိတ်လင်းနူးညံလာ17နဲ့လား17နဲ့လားနေလား80နဲ့လားဟုတ်ပါနေထွက်ခါနီးတို့အင်တာဗျူးမှာလေးရောင်လေးကိုကြည့်ပြီးဟုတ်ပါဘူးနောက်မှမြင်တဲ့တင်မော်တွေက Isco မှာရှိတယ်တန်းတက်ထားတဲ့တင်မော်တွေကျွန်တော်
ခုမြင်နေရတဲ့ e-sport မှာရှိရလာကွန်ဗလစ် မနက်စောစောမိုးလင်းချိန်လေးလေးပြေးအေးအေးအိုးလေးပြေးအေးအေးလမ်းပေါ်ထွက်လာ เย้ copyright စစ်ကြီးကကိုယ်စံရောက်ပါပြီကြပါလို့ဆိုရင်ဘာလဲ ကိုယ်ကျွန်တော်တို့ morning computer လေးရောက်ပါပြီဒီနေရာဒီလူနဲ့ဒီကိုကြားမှာရှိတဲ့ set connect copy ဆိုင်လေးမှာပေါ့ဟုတ်လားမဟုတ်လားဒီကငါပြန်ပြရမှာလားအော်ချန်ကီအဲဝနာမှာပါကြည့်မင်းဘောကစာလာရ စိတ်ကြောနေပြီအချိန်လေးတွေကိုမင်းသွားလာအချိန်လေးတွေကိုမနက်စောစောစော ပြန်ပြောပါဦးလက်ဆန်လာပြီ ဒါစီတမ်းမလေးပါ လေးပြေးအေးအေး ဟုတ်ပြီ လမ်းပေါ်ထွက်လာ ဆိုတာနောက်ကတိုင်ရတာဆိုပြီးတိုင်း အပြုံးလေးတွေနဲ့စတင် ဟုတ် လို လို့ က် တော့ တာ အဲ့လိုပြောဖြစ်တာပုံလိုက် စတင်လိုက်တာမိတ္တေကိုခံစားလိုက်ရမိတ္တေကိုချိုးဆိုလိုက်ရင် coffee တစ်ခွက်တောင်းလိုက်မိတာဒီ moment လေးကိုမပြောင်းစေချင်လိုက်တာမပြောင်းစေချင်လိုက်တာ โอเค တော့ဒါတက်ကြိုင်ကြီးကောက် ဦးရတဲ့နေရာပြင်နေရ နေရာတော့ မတို့ရစားပါ ဗီဒီယိုလေးစားပါပန်းညံရောက်နေရပါ မတို့ကြီးကြီးလေး ဟာ ကျွန်တော်ဘလို့ရေကန်ရောက်နေရပါတော့ဒါကျွန်တော်ဒီမှာအခုဒီတစောင်းတိုင်းပေါ့ဒါတစောင်းတိုင်းကျွန်တော်လှည့်ပြိုင်ဖို့တော့ train နေတာ အော်အဲ့ဒါနဲ့ဒီမှာ တက်ကြိုင်ကြီးပြန် တော်ကလေးကလေးပြန်တာဘယ်နဲ့တောင်းနေရလေးပြန် မနက်စောစောမိုးလင်းချိန်လေး